ကူညီတဲ့သူလေးရွာတရွာမှာဆင်းရဲလာတဲ့သားမိနှစ်ယောက်ရှိတယ်မိခင်ဖြစ်သူဟာနေထိုင်မကောင်းဖြစ်ပြီးအိပ်ရတဲ့လဲနေရှာတယ်သမီးလေးကတော့တထေးကြီးတစ်ယောက်ရဲ့စိတ်တွေကိုအငှားကြောင်းနေရတယ်ဒီနေ့စကြက်လွန်ပြင်ကျဲကြီးထဲမှာစိတ်တွေကိုကြောင်းနေရင်ကျောင်းဆောင်တစ်ခုရဲ့အောက်မှာလဲနေတဲ့အဖိုးတစ်ယောက်ကိုတွေ့ရတယ်မိန်းကလေးဟာကျင်နာတဲ့သူပြီးသူမရဲ့ခါမှာချိတ်ထားတဲ့ရေဘူးကိုဖြုတ်ယူပြီးအဖိုးကိုရေးတိုက်တယ်အဖိုးကိုစိတ်နှုတ်ညက်ခါတိုက်ကြွေးတယ်အဖိုးဟာစိတ်နှုတ်တောက်ရတဲ့အတွက်လန်းဆန်းအားပြည့်သွားတော့တယ်။အိုးမိန်းကလေးတင်ဟာကျင်နာတတ်တဲ့အပြင်သူတစ်ပါးကိုပါကူညီတတ်သူလေးပဲ။တင်ကိုကျေးဇူးဆက်လိုပါတယ်။အဖိုးရဲ့အိမ်စီလိုက်ခဲ့ပါကွယ်။ဒီလိုနဲ့မိန်းကလေးဟာတောင်ကျောရဲ့တစ်ဖက်တောင်ကြားထဲမှာရှိတဲ့အဖိုးရဲ့တဲအိမ်လေးစီလိုက်သွားခဲ့ရတယ်။တဲအိမ်လေးစီရောက်တဲ့အခါအဖိုးဟာသူ့ရဲ့တဲထဲမှာမွေးထားတဲ့ငန်းကိုပေးလေတယ်။မိန်းကလေးဒီငန်းကိုယူသွားပါကျင်နာရတဲ့တင့်ကိုကျေးဇူးဆက်တာပါကွယ်မိန်းကလေးကညင်းပေမဲ့အဖိုးကအတင်းပေးတဲ့အတွက်ငန်းကြီးကိုပွေ့ပိုက်ပြီးပြန်လာခဲ့ရတယ်စိတ်ကြောင်းပြီးတဲ့နောက်သူမရဲ့အိမ်ပြန်ရောက်တဲ့အခါငန်းကိုအစာကျွေးထားလိုက်တယ်နောက်နေ့မနေ့လဲလင်းရောအဲ့ဒီငန်းကနေရွှေဦးတစ်လုံးဥထားတာကိုအံ့အားသင့်စွာတွေ့ရတော့တယ်ဟဲငန်းကြီးကရွှေဦးဥတယ်တော့မိန်းကလေးဟာရွှေဥကိုယူပြီးအကျိုးကြောင့်ပြောပြဖို့အဖိုးနေထိုင်ရာတောင်ကြားစီလိုက်သွားပေမဲ့အဖိုးကိုရောသူ့ရဲ့တဲလေးကိုပါမတွေ့ရတော့ပါဘူးအလိုအဖိုးဘယ်ရောက်သွားပါလဲအဲ့ဒီနေ့ကစပြီးရွှေဥတစ်လုံးနေစဉ်ရတဲ့အတွက်မိန်းကလေးဟာချမ်းသာသွားကသူမရဲ့မိခင်ကိုလည်းစေဝါကောင်းစွာကုသနိုင်တဲ့အတွက်မိခင်ကြီးလည်းကျမ်းမာလာတော့တယ်ကဲကလေးတို့ရေသူတစ်ပါးအပေါ်ကျင်နာပြီးကူညီတတ်တဲ့သူတွေဟာတစ်ချိန်မှာတော့ကောင်းကျိုးပြန်ခံစားရတယ်ဆိုတာမှတ်ထားပြီးသူတစ်ပါးအပေါ်ကျင်နာကြကူညီနိုင်ကြပါစေကွယ်